အလုံးမင်္ဂလာပါနော်ဒီနေ့တုတ်တန်ကျန်အခန်းကြီး1ငယ်1မှ33ကိုအတူတူလေ့လာကြအောင်နော်ပညာတရားဤဥရေတရားကိုသိ၍ဉာဏ်နှင့်ရှင်သောစကားကိုနားလည်မည်အကြောင်းပညာတွင်တင်ခြင်းဖြောင့်မတ်စွာကျင့်ခြင်းတရားတစ်ဖြစ်စီရင်ခြင်းလျှိလျူစွာဆုံးဖြတ်ခြင်းအမှုအရာ၌လင့်ကျက်မည်အကြောင်းမိုက်သောသူသည်လိမ္မာ၍လူပြိုသည်ပညာတည်းနှင့်ပြည့်စုံမည်အကြောင်းလူပြိုကပညာတည်းနှင့်ပြည့်စုံမည်အကြောင်းနဲ့နော်ဒါဝိဒ်၏သားတော်ဖြစ်သောဣသေလရှင်ဘုရင်ရှောလမုန်စီရင်သောတုတ်တန်စကားဟူမူကားပညာရှိသောသူသည်နားထောင်သဖြင့်ပညာအသက်တိုးပွားရလိမ့်မည်ဉာဏ်ကောင်းသောသူသည်တုတ်တန်စကားအနက်အဓိပ္ပာယ်ကို၎င်းပညာရှိဟောပြော၍နည်းနည်းသောစကားတို့ကို၎င်းနားလေသောနိတယီဆရာအဖြစ်သို့ရောက်ရလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏ပညာဖျားသခင်ထံမှလာတာပဲဖြစ်ပါတယ်နော်လူမိုက်တို့သည်ပညာနှင့်ဥပဒေတကိုမဒီမဲ့မြင်ပြုတတ်ကြ၏ငါသာအဘ၏ဤဥပဒေတကိုနားထောင်လောအမိ၏တရားကိုလည်းမပယ်နှင့်ထိုဤဥပဒေတရားတို့သည်တင်ဤခေါင်း၌တင့်တယ်သောဥရတင်ဤလေဘဲ၌ပတ်ရသောလေဆွဲဖြစ်ကြလိမ့်မည်ငါသာလူဆိုးတို့သည်တင့်ကိုတွေးဆောင်လင်ဝင်မခံနှင့်လူဆိုးတွေကကိုယ်လာပြီးမှတွေးဆောင်မယ်ဖျားရောက်မယ်ဆိုကိုကဝင်မခံနဲ့တဲ့နော်သူတို့ကငါတို့နှင့်အတူလိုက်တော့သူအသက်ကိုတန်အံ့သောငါစောင့်ကြစို့အချီးနှီးအပြစ်လွတ်သောသူတို့ကိုချောင်းမြောင်းကြစို့တင်ញိုင်းတွင်သို့ဆင်းသောသူတို့ကဲ့သို့တကိုယ်လုံးပါလဲအသက်ရှင်လဲရှိသောထိုသူတို့ကိုမရဏနိုင်ငံမြို့တကဲ့သို့မြို့ကြစို့ကိုတို့ကအမျိုးမျိုးလာပြီးမှမြို့ဆွဲမှာပဲဖြစ်ပါတယ်နော်အဖိုးထိုက်သောဗန္နာအမျိုးမျိုးကိုတွေ့၍လူယူသောဥစ္စာနှင့်ငါတို့အိမ်ကိုပြည့်စေကြမည်ငါတို့နှင့်ပေါင်းဖော်လောရှားသောဥစ္စာကိုအညီအမျှပိုင်ကြစို့ဟုဆိုတော်လဲငါသာသူတို့နဲ့အတူမလိုက်နဲ့ဟုတ်လားသူတို့ဘလို့ပဲတွေးဆောင်နေပါစေနော်ရတဲ့ပစ္စည်းတွေကိုတော့ခွဲဝေမယ်ဘာလုပ်မယ်ညာလုပ်မယ်ပေါ့နော်သူတို့နဲ့သူတို့ရဲ့စကားကိုနားမရောက်ဘူးပြောထားတာပဲဖြစ်ပါတယ်နော်ဆက်ဖတ်မယ်နော်ငါသာသူတို့နဲ့အတူမလိုက်နဲ့သူတို့သွားသောလမ်းကိုရှောင်လော့အကြောင်းမူကားသူတို့ခြေသည်ဒုစရိုက်ပြုရာသို့ပြေး၍လူအသက်ကိုတက်ခြင်းကလှင်မြန်၏အကယ်စင်စစ်ငှက်မျက်မှောက်၌ပိုက်ကွန်ကိုဖြတ်ထားလျင်အကြံမမြောက်ရာလူဆိုးတို့သည်ကိုယ်အတွေးကိုတွန်းအံ့သောငါစောင့်၍ကိုယ်အသက်ကိုတန်အံ့သောငါချောင်းမြောင်းတတ်ကြ၏မတရားသောစီးပွားကိုရှာသောသူပေါင်းတို့သည်ထိုသို့သောအကျိုးကိုခံရ၍ထိုစီးပွားသည်မိမိအရှင်၏အသက်ကိုတတ်တတ်၏ပညာသည်ပြင်မာကြွေးကြော်၍လမ်းခီးတို့၌မိမိစကားတန်ကိုလွှင့်တတ်၏ဆက်ဖတ်မှာနော်လူစည်းဝေးရာဥဥ၌၎င်းမြို့တကားဝါတို့၌၎င်းမြို့ထဲ၌၎င်းခေါ်၍မွတ်ဆိုသောစကားဟုမူကားအိုလူမိုက်တို့တင်တို့သည်မိုက်သောအကျင့်ကိုနှစ်တက်လက်ကဲ့ရဲ့သောသူတို့သည်ကဲ့ရဲ့ခြင်း၌မှွေလျော်လျက်မိုက်မဲသောသူတို့သည်ပညာအသက်ကိုမုန်းလျက်အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နီငါဆုံးမသောစကားကိုနားထောင်၍ပြောင်းလဲကြလော့ငါဝိညာဉ်ကိုတင်တို့အပေါ်သို့ငါသွန်းလောင်း၍ဘုရားသခင်ပြောထားတာပဲဖြစ်ပါတယ်နော်ဘုရားသခင်ဆုံးမတဲ့စကားကိုနားထောင်မယ်ဆိုရင်ဘုရားသခင်ဝိညာဉ်ကတင်တို့ရဲ့အပေါ်မှာသွန်းလောင်းမယ်ဆိုတာပြောပြထားတာပဲဖြစ်ပါတယ်နော်ငါစကား၏အ내အတဲ့ဘယ်ကိုနားလေစေမည်ငါသည်ခေါ်၍တင်တို့သည်ညင်းပယ်သောကြောင့်၎င်းငါလက်ကိုဆန့်၍အဘယ်သူမျှမှတ်မှတ်သောကြောင့်၎င်းငါတတိပေးခြင်းရှိသည်များကိုတင်တို့သည်ညင်းပယ်၍ငါဆုံးမသောစကားတကုန်းကိုနားမခံဘဲနေသောကြောင့်၎င်းတင်တို့သည်ဘေးဥပတ်နှင့်တွေ့ကြုံသောအခါငါရည်မည်ဘုရားသခင်ပြောတဲ့စကားကိုနားမထောင်မှနဲ့နော်ဘေးဥပတ်တစ်ခုရောက်တဲ့အခါမှာဘုရားရှင်ကိုကယ်ပါကူပါလို့လာပြောတယ်ဘုရားရှင်မဖြစ်လေရည်မယ်လို့ပြောပါတယ်နော်ကြောင်းမပွဲသောအမှုရောက်သောအခါငါပြည့်ရပြုမည်တင်တို့ကြောင်းမပွဲသောအမှုသည်တုတ်တင်ပဲရှင်းခြင်းအမှုကဲ့သို့၎င်းတင်တို့ပျက်စီးခြင်းအမှုသည်လေပြင်းပုံတိုင်းကဲ့သို့၎င်းရောက်လာ၍တင်တို့သည်ဆင်းရဲခြင်းပူပန်ခြင်းနှင့်တွေ့ကြုံသောအခါထိုအမှုရောက်သောသူတို့သည်ငါကိုခေါ်တော်လဲငါမထူအဲ့ချိန်ကျမှဘုရားသခင်ထံမှာလာပြီးမှကဲပါကူပါနော်ဘုရားရှင်ကဘာဖြစ်လဲမထူလို့ပြောရတယ်နော်ဘုရားရှင်ပြောခြင်းနာမညောင်းတော့ဘူးငါကိုကြိုးစား၍ရှာတော်လဲမတွေ့ရကြအကြောင်းမူကားသူတို့သည်ပညာအသက်ကိုမုန်းကြ၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောကိုအလိုမရှိကြငါတတိပေးခြင်းကိုအလင်းနားမခံကြငါဆုံးမခြင်းရှိသည်များကိုမထီမဲ့မြင်ပြုကြ၏ထို့ကြောင့်သူတို့သည်ကိုကျင့်ခြင်း၏အကျိုးအပြစ်ကိုစား၍ကိုကြံသောအကြံတို့နှင့်ဝါကြလိမ့်မည်ငြိမ်သိမ်းသောသူတို့သည်လမ်းလွဲတစ်ဖြစ်အသက်ဆုံးတတ်ကြ၏မိုက်သောသူတို့သည်တတိလစ်သောအပြစ်ပျက်စီးခြင်းသို့ရောက်တတ်ကြ၏ငါစကားကိုနားထောင်သောသူမူကားလုံခြုံစွာနေ၍ဘေးကိုမကြောက်ဘဲငြိမ်ဝဲလိမ့်မည်ဘုရားသခင်ရဲ့စကားကိုနားထောင်တဲ့လူကဘေးအနေကိုမကြောက်ဘဲငြိမ်ဝဲစွာတွာလာရမယ်လို့ဘုရားရှင်ကဂရုပေးထားတာပဲဖြစ်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်အစဆုံးနားထောင်ပြီးတဲ့အတွက်အားလုံးကိုဘိုင်ဘိုင်